ရကဝိညာဉ်တော်ပို့ဆောင်မှုပါဆွဲချက်နဲ့ဂုဏ်တော်ချီးမွမ်းချင်ပါတယ်sound of move Tanoi lucky jalati so such yali change tree yadi kandai sa alone when you know she the can pay good sound of the so leah iloka mila when you know should the care both sound of muba tanoi lucky jalati so such yali change tree yadi kandai sa alone the care pay good job bao mai chép bao lo got it now lên trên nhà đi cái bao nhiêu buya when you know sa alone đi when you go sound of move so leah iloka mima when you go to la ko api move the can go to know like to thee the care both sound of move so leah iloka mima
care for sound of move so leya iloka တရားဆင်ဖြတ်ဖိတ်ကောင်းချီးပေးပါစေ။အဲ့တော့ဘယ်တော့မှစိတ်တမကြရတော့ဘူးလို့ရခါတော့ထင်တတ်ပါတယ်။တကယ်ကြောက်အဲ့လိုမဟုတ်ဘူး။ဖျားသခင်နဲ့အသက်တာအတူတူလိုက်လျှောက်လေးစုံစမ်းနှောက်ယှက်ခြင်းကဝင်လေးကိုယ့်ရဲ့သက်တာကိုခိုးယူစားတိုင်းကခိုးယူဖို့စူးစမ်းလေးပေါ့နော်အဲ့တော့ရက်ခါအချိန်ချင်းခါခါနီလန်းမျိုးစုံနဲ့လဲကြခဲ့မှုပါတယ်အဲ့လိုလဲကြတဲ့အခါမှာရက်ခါလူသားဖြစ်တဲ့ကြောင့်လို့စိတ်တက်ကြတယ်အားငယ်တယ်ဝမ်းနည်းတယ်လူမျိုးတွေတော့ခါကြုံခဲ့မှုပါတယ်ဒါပေမဲ့လေဖျားသခင်ကရက်ခါတို့ကိုစုံစမ်းနှောက်ယှက်ခြင်းနဲ့တကွာအဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းကိုကြော်လွှားနိုင်မဲ့ခွန်အားခန္ဓာရည်နဲ့အောင်မြင်ခြင်းကိုပါတခါတည်းပေးပြီးသားဖြစ်တယ်ဆိုပြီးတော့နှုတ်ကပတ်တော်ကရက်ခါကိုနေ့စဉ်ဖော်ပြခဲ့တယ်လမ်းပြခဲ့တယ်ဒါကြောင့်မလို့ရက်ခါကြော်လွှားနိုင်ခဲ့တဲ့အရာတွေအတွက်ဖျားသခင်ကိုကျေးဇူးတင်တယ်ရက်ခါအဲ့ဒီအတွက်ကြောင့်မလို့ရက်ခါအယမ်းမဲ့ခွန်အားရတဲ့စံလေးတစ်ပုဒ်ရှိတယ်အဲ့ဒီစံလေးကတော့ခွန်အားယူရတမချန်းစာလို့ခေါ်တယ်အများကတော့နှုတ်ကပတ်တော်လို့သိပါတယ်အဲ့စံလေးနဲ့ဂုဏ်တော်ချီးမွမ်းချင်ပါတယ်ကပတ်တုံဒီမောင်မိုက်အိလန်ခိလန်စေသည်စံမန်တန်တော်လန်ညောပြဖို့ဆောင်နေစေကိုတော်နဲ့ချစ်ကြွေဖို့နေစံတော်တလျက်ဝါရဲ့ချမ်းနဲ့ချမ်းလုံးလာစေကပတ်တုံဒီမောင်မိုက်တော့အိလန်ခိလန်စေသည်အစံမန်ကတော်လန်ညောပြဖို့ဆောင်နေစေသည်ကိုတော်နဲ့ချစ်ကြွေဖို့နေစံတော်တလျက်ဝါရဲ့ချမ်းနဲ့ရင်ချလို့လာစေLet go, turn to out to turn, tell the